Ya shi de bwa li ko alon khek ne yauk la ma thi yin tu ko kudu yi de ma mwe lo tin ne a chain phit mi da su a yi de dai thami si pwa yi de ne ba a chain ma khung tin bu bya ko twet ko bai athuk kale de pyin tin ne bya ko bai thuk kale de ba de leမြတ်စွာဘုရားကတန်ရုပ်ပါဠိတော်ကာနာကိစ္စပတုတ်မှာဘာဥပမာပေးတော်မူတယ်လဲဆိုတော့ကာနာဆိုတာအကန်းကိုပြောတာလေအဲ့ဒီကာနာကိစ္စပတုတ်မှာဟိုးအထက်မျက်ညာကနေရှေ့မျက်ညာကနေယောဂီတို့တောရွာတွေမှာသုံးတဲ့တဘိုးတုံးလေးတွေမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒီတဘိုးတုံးလေးကိုအလယ်မှာအပေါက်ဖောက်ပြီးတော့မှမျောချလိုက်တဲ့အဲ့ဒါကြီးကသမုဒ္ဒရာပင်လယ်ထဲရောက်သွားမယ်သမုဒ္ဒရာပင်လယ်မှာမျက်မမြင်တဲ့လက်အကန်းတစ်ကောင်ရှိတယ်သူကလည်းယောဂီတို့သမုဒ္ဒရာပင်လယ်မြစ်ပင်လယ်ကြီးကအလွန်ကျဲတယ်သူခေါင်းပေါ်ခြင်းနဲ့နေရာပေါ်မယ်ယောဂီမျောချလိုက်တဲ့တဘိုးတုံးကလည်းပဲတောင်လေလာမြောက်သွားမြောက်လေလာတောင်သွားမျောခြင်းနဲ့နေရာမျောမယ်အဲ့ဒီတဘိုးတုံးအပေါက်နဲ့မျက်မမြင်တဲ့လက်အကန်းတစ်ကောင်ကအနစ်တရာမှာခေါင်းတစ်ချိန်ထောင်းတာသူ့ခေါင်းနဲ့ဟောဒီလိုရှိုးပြီးဖို့ဘုရားမြင်ပါတယ်တဲ့လူတယောက်တည်ပြီးမှနောက်တစ်ပတ်လူတုဂတိနတ်တုဂတိရောက်ဖို့အဲ့ဒီတက်ခက်ခဲတယ်တဲ့အဲ့ဒီတက်ပါတယ်လေခက်ခဲပါတယ်ဗျာအဲ့ဒါဆိုဒီပရိသတ်တို့ဦးဇင်းတို့ကအဲ့ဒီလိုခက်ခဲတဲ့အဲမှာဒီနေ့လူလို့လာပြီးမဖြစ်နေဘူးလားဖြစ်ပါဘူးဗျာအဲ့ဒါဒီနေ့တရားဆုံးဖြတ်ချက်ချလိုက်ပါလူဘဝရာခဲလို့အလွဲသုံးစားမလုပ်လိုက်ပါနဲ့လူဘဝရာခဲလို့